Okay ကျွန်တော်တို့ day 3ဒီပေးပြီးတော့ဒီနေ့ day 4ဆက်ပြီးတော့လေ့လာကြမှာပေါ့နော် Okay day 3မှာကျွန်တော်တို့ file ကနေပြီးတော့ကျွန်တော်တို့ print ထုတ်လိုက်တဲ့အချိန်မှာဒါပဲပေါ့နော်ဒါမျိုးလေး45ရောက်စာပဲပေါ်တယ်ပေါ့နော်အဲကျွန်တော်တို့ဒီသွားမယ်ဒီဘက် page 2ကိုတော့ဒီမှာခေါင်းစဉ်တွေမှာပါပေါ့နော်အဲ့ဒါလေးတွေထည့်တာလေးတွေပေါ့အဲ့ဒါလေးလုပ်ကြည့်မယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီတက်ထည့်ရ page layout တွေသွားမယ်ပေါ့နော်အဲ့ဒီအနေမှာကျွန်တော် page set up group ကိုလေ့လာကြည့်မယ်ပေါ့နော်အဲ့ကျွန်တော်ဒီမှာ margin တွေ share ပေါ့နော် normal ဒီ wider narrow ဒီ margin ဆိုတာပေးဒါလေးတွေပြောပါပေါ့နော်အဲ့ကျွန်တော် orientation က portrait ဆိုတာထောင် landscape ဆိုတာအလဲပေါ့နော် size ကတော့ကျွန်တော် A4 တို့လက် legal တို့ပါတော့ပေါ့နော် A4 ကတော့ရုံသုံးကို legal တော့ရှောက်လာပေါ့နော်ကျွန်တော် A4 ကိုနှိပ်ကြည့်လိုက်မယ်ဆိုရင်ဟောဒါမျိုးကျွန်တော်တို့ asset data A4 ရမှာဟောပါနော် A4 ရမှာဒါပိုင်းခြားပေါ့ဆိုရင် legal Okay ကျွန်တော်တို့ A4 ထားလိုက်မှာပေါ့နော် A4 ထားပြီးတော့ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်ခေါင်းစဉ်လေးထုတ်ဖို့အတွက် print item ကိုနှိပ်မှာပေါ့နော် print item ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီ rows to ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ကာတာချမှာပေါ့နော်ကာတာချပြီးကျွန်တော်တို့ဒီကောင်လေးကို select မှတ်လိုက်မှာပေါ့နော်ဒီမှာ dollar sign လိုမျိုးက dollar sign ကိုမှန်းချင်တာတော့1လေအဲ့ဒါလေးပေါ်လာအဲ့ဒါမှကျွန်တော်တို့ရိုက်ထည့်လေရောက်ရတယ်ဒါပေမဲ့ရိုက်ထည့်မှားတယ်ပေါ့နော်အားကြောင့်ကျွန်တော်ဒီလိုလေး select မှတ်ပြီးတင်လိုက်ရင် okay နေလိုက်မယ် okay နေပြီးတော့ကျွန်တော်တို့ file ကနေပြီးတော့ print ထုတ်ကြည့်မှာပေါ့နော် print ထုတ်ရင်ဒီမှာဒီစာမျက်နှာတော့ donate salary ပေါ်တယ်ပေါ့နော်အဲဒီတော့ web စာမျက်နှာကိုတက်သွားမှာပေါ့နော်ဟောဒါဆိုလည်း donate salary လေးပေါ်လာပြီပေါ့နော် okay အဲ့ဒါတော့ကျွန်တော်တို့ခေါင်းစဉ်ထည့်တဲ့နည်းပေါ့နော်အဲ့တော့ကျွန်တော်တို့ print တိုက်တယ်print area ပေါ့နော် print area ဆိုတာကျွန်တော်တို့ set print area အားပါလဲဆိုတော့ကျွန်တော်တို့ဒီရွေးချယ်ထားတာလေးပဲတုံပါပေါ့နော်ဥပမာဒါလေးပဲထုံမယ်ဆိုရင်ရွေးလိုက်မှာပေါ့နော်ရွေးပြီးတော့ကျွန်တော်တို့ set print area ဆိုပြီးနှိပ်လိုက်တဲ့အချိန်မှာ file အနေ print ထုတ်လိုက်မယ် print ထုတ်မယ်ဒါလေးပဲပုံပေါ့နော်ဒါကျွန်တော် Excel မှာပဲဒီထူကြတဲ့အချက်လေးပေါ့နော် Excel မှာပဲရပါပေါ့နော်ခြားဝါတွေပါတယ်မှာကျွန်တော်ဒီစာရွက် A4 စာရွက်ဘာလို့ဖြတ်ထုတ်တာလို့ပါမရဘူးပေါ့နော်ဒီစာရေးလေးပြတ်မသွားဘဲနဲ့ဒီလိုချင်တာလေးပဲဖြတ်ထုတ်တာဒီ Excel မှာပဲရပါပေါ့နော်အဲဒါကျွန်တော်တို့ဒီဟာကိုပြန်ပြီးတော့ဖြုတ်ချင်တယ်ဆို clear print area အဲ့တော့ file ကျွန်တော်တို့ print ဆိုပြီးထုတ်ကြည့်လိုက်မယ်ပုံမှန်တိုင်းကျွန်တော်ရပြီပေါ့နော် Okay ဒီနေ့ကတော့ကျွန်တော်တို့ပေးလေးအောင်မှာရှိတဲ့ page set up ကိုလေ့လာကြည့်တာပေါ့နော်အဲ့ဒါကျွန်တော်ပုံမှန်တိုင်းပဲ file save as ကျွန်တော်ဒီ A on တစ်ခါရေးလိုက်မယ် day 4ဆိုပြီးပြောင်းလိုက်မယ်ပေါ့နော် Okay ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်တည်ချင်တာလေးရှင်းရင် comment မှာမေးခဲ့ပေါ့နော်ဒီကျေးဇူးတင်ပါတယ်